များရှိတယ်လေနင့်မတကွက်တည်းရှိတယ်မလားဟုတ်လေနင်တို့ပြေးပိုင်းတာတကွက်တည်းမလားလို့ အဲ့လေငါဘာလို့ရမှာလဲ ဟုတ်အဲ့လေတွေကိုမကြိုက်ဘူးဆိုရင်ငါနွားတွေကိုကြည့်လိုက်စမ်းအမီချောဟာနွားတွေကြည့်ခိုင်းတယ်ငါတို့ညီမတို့ကြည့်ခိုင်းတယ်မဟုတ်ဘူးမီချောရဲ့ ဟာနင်တို့နောက်မှများပါလာမလားလို့ မပါဘူးမပါဘူးမီချောဘယ်လိုလဲငါပြောတော့လည်းစဉ်းစားလို့ရ ဒီမှာအချစ်ဆိုတာနင်ပိုင်နဲ့လေတွေနွားတွေတက်ပို့ပြီးတန်မိုးရှိရဲ့တာတွေ့နေသိလား ရဲရဲ ဒီလာရက်ပြမိလား ကောင်းလို့ပါဘာလို့ရမှာလဲမဟုတ်လေငါရဲရဲဆိုအင်္ဂလိပ်လိုထောက်ကန်တာကောင်းတယ်လို့ပြောတာမပြောလေပြောလေ ကြောင်ကြောင်ကောလား ဟုတ်လေမီချောအော်ဒီစလိုက်တာမီချောရဲ့ငါဖလိုင်းလေးတောင်မကစ်လိုက်အောင်ဖလိုင်းလေးကစ်တယ်ဆိုတော့ဖလိုင်းကစ်တာမသိဘူးလားဖလိုင်းဆိုတာလေထဲမှာဖလိုင်းဆိုတာလေထဲမှာကစ်တယ်ဆိုတော့ဝါ sorry ကျော်မနင်းစီကအဖြေတောင်းလာတာကိုကြားပြီလား မသိပါရဲ့ဟာဘာလဲအဲ့ဒါကိုစဉ်းစားနေပွာပါနဲ့ကြက်သားထုတ်တော့စွန့်တတ်တယ်ဒီကသားကိုရေးစားလို့တော့လက်သက်တယ် ငါတွေ့ရသားမှမဟုတ်တာငါတို့ရွာလေတောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ချမ်းကွဲနေတယ်ဆိုရင်လည်းအုပ်ချုပ်တဲ့လူကတယောက်တည်းပဲလေဟာအဲ့တော့ငါတို့တွေကတရွာတဲ့သားတွေပဲဒီဘာမှလွမ်းစရာမလိုဘူးအဲ့ဒါမှမဟုတ်ရင်လေဟိုနေချက်သားကိုပေါ်ပါနဲ့မထုတ်နေတော့ကျွတ်အေးထုတ်လိုက်အဲ့ဒါဆိုလို့ရှိရင်မဆုံးတော့ကဲငါ့ကိုကျွတ်နဲ့ထုတ်လိုက်ဟာမြင်းစီအချစ်ကိုရရင်ပြီးတော့ဒါပဲ ဖျက်တော့တာဖြိုးနဲ့သဘောတူထားတာဟာငါသူ့ဆန္ဒကိုလည်းစန့်ကျင်မှုခတ်တယ် ဟာဒီအဲ့တာပြိုးဆိုတဲ့ကောင်ကိုယူမလို့လား ဟာတာဖြိုးကငါယူစရာလားအိမ်မြင်နေယူဖို့ယူနိုင်မအောင် အဲ့ဆိုနင်းအဖေကအတင်းကျပ်စီစဉ်လို့လို့ ဖျက်ကတော့တင်းကျပ်စီစဉ်လို့မရပါဘူးတင်းကျပ်စီစဉ်ကလင်းနောက်လိုက်ပြေးမယ်လို့ပြောထားပြီးသား ဒီတော့လိုက်ပြီဟုတ်နင်းနဲ့ဒါနဲ့ နင်းနဲ့လိုက်ပြေးအောင်ဒီငါယူသားမှာဆက် โอ้မသိဘူးလေဟာနေရာဟိုအောင်တာပြိုးနဲ့အတင်းကျပ်စီစဉ်လင်းတော့လိုက်ပြီမယ်ဆိုလို့ဘသူများလဲလို့ပြီးတော့ငါကလည်းနင်းကိုကြိုက်နေတာမလားငါလွှဲပြီးတော့ဘသူရှိသေးလို့လေ ဒီရွာမှာနေတယောက်တည်းရှိလာမှာမဟုတ်လား ဟင်ဟာနင်းနေရာကိုရွာတဲ့ကာလာသားတွေအားလုံးနဲ့လိုက်ပြေးမလို့လား ဟာလားငါသဘောပြောပြရနော် ဩဟုတ်သားပဲမလေးတော်သေးတာပေါ့ကဲပါမိချော်ရဲ့ဟိုငါနင်းကိုတကယ်ကိုချစ်တာပါနော်ငါ့ကိုပြန်ချစ်ပါငါကလေတယောက်ဆိုတယောက်ပတောက်ဆိုရင်ပတောက်ပဲပြီးတော့ငါကလေဟိုကောင်တာဖြိုးလိုမျိုးမြို့မှာတွားပြီးတော့ကြောင်းမတက်နိုင်ပြီမယ်တာဖြိုးမှာရှိတဲ့ဟာမျိုးဟာစီမှာလည်းရှိပါတယ် တော်လားဒီမှာစကားပြောရလေ ဟင်မဟုတ်ဘူးလေဟိုတာဖြိုးမှာပိုင်နေဟိုလဲတွေနွားတွေရှိတယ်လို့မျိုးငါမှလည်းရှိတယ်ဒါကိုပြောတာပါနင်ကလေ တာလာရဲ့ချစ်ချင်းမြတ်တာဆိုတာပစ္စည်းဥစ္စာအတိကမကြပါဘူးဟာ ဒါဆိုဘာအဓိကကြာ 你要来啊？来没有？ How do you do မီချော အေးမင်းဒူးကောင်ဘာဖြစ်လို့လဲငါဒူးကောင်အကောင်းကြီးရှိသေးတယ် စီစီနဲ့ထောက်မိတာနားပါပဲနော်စူးတာပေါ့ဘာလဲပြောနေတာလဲဘာလဲပြောနေတာလဲအာနားမလဲပေါင်းနေဒီတော်သားကွာ What are you doing What are you doing ဟဲ့မင်းငါ့ကိုဘာမှလာမပါနဲ့ငါဝတ်သားလည်းမစောက်ဒူးရင်သီးလည်းမကြိုက်ဘူး အာဘာလဲပြောနေတာလဲဟောတုံးလိုက်တဲ့တော်သားကွာ What are you doing တော့နားမလဲဘူးမင်းနားမလဲမနဲ့ငါတပည့်တော်နားလဲတယ်တပည့်ပြောပြလိုက်စမ်း What are you doing ဆိုတာဘာလဲဝတ်တယ်ဘာလုပ်နေလဲလို့မေးတာညပြောလိုက်စီးပြနေတယ်ဘာလဲပြောနေတာလဲ What are you doing မင်းဘာလုပ်နေတာလဲဒီနေရာမှာဘာလာလုပ်နေတာလဲ မင်းမမြင်ဘူးလားငါဒီမှာမိကျော်ကြီးသားစကားပြောနေတယ် ဟာဘာပြောလဲကြီးစားစကားပြောနေဟလား ဟုတ်တယ် ဟာမင်းကငါပြောထားတယ်လေနဲမကြော်နဲ့လို့ပြောထားတယ်လေမိချောဒီကောင်လေးကိုကြီးစားစကားပြောဆိုဟုတ်လား ဟုတ်တယ် ဟာနင်းဖြေပေးလိုက်ပြီလား ပေးပြီးပြီ Oh my god my god my god သွားပါပြီသေးပါပြီဖြေပေးလိုက်ပြီတဲ့ငါနှလုံးသားတွေတော့ဘလုတ်ကင်းကုန်ပြီဘလုတ်ကင်းကုန်ပြီ ဟဲ့မလုပ်ချင်းချင်းတခြားနေရာတော့နော်ဒီနေရာမှာမလုပ်နဲ့အာဘုဒ္ဓနန်နေ အာတတိကမနဲ့သွားမတိုင်ဘူးမလားအာနာဘူးကောင်းနေဟာဘာဘလုတ်ချင်းရမှာလဲဘလုတ်ချင်းမဟုတ်ဘူးကွာဂရုတ်ချင်းဘာလို့ဘလုတ်ကင်းအသေးကွဲတာကိုပြောတာကွာဒီမှာတာလာ Do not forget မောင်တာဖြိုဘယ်တော့မှမမေ့ပါနဲ့ဒီတက်တွေ့ပြီလင်းနဲ့ငါနဲ့ပြန်တွေ့မယ်ပြန်တွေ့ ဘုံသားကြီးကို
ပွေထားစားရတာဟမ်ခရမ်းသီးလို့ဘာလို့လဲဟမ် အေးလေ ကြာငါ့ကိုခုနတော့အဖြေပေးသွား ဘယ်တော့ပေးလို့လဲ ဟောဒီဟိုကောင်တာမျိုးရှိမှတော့ပေးရတယ်ဟာပေးသွားပြီ ငါမသိပါ မသိလို့မရဘူး ဟာလားငါတို့ရွာမှာအပြူဘယ်နှယောက်ရှိလဲလို့မိခင် ငါသကောင်လေးကောက်တယ်လူမမဟုတ်တာကွာဘလို့သိမှာမင်း အဲ့ဒါငါစဉ်းစားနေတာကွာဒီလိုလုပ်ရင်ကောင်းမလားလို့ อืม ငါတို့ရွာတောင်ပိုင်းမှာအပြူဘယ်နှယောက် อืม ရွာမြောက်ပိုင်းမှာအပြူဘယ်နှယောက်ရှိတယ်ဆိုတာငါတို့စီးပြည့်စုကြရင်မကောင်းဘူးလား အဲ့ဒီတန်တော့မစိုးဘူးကွာအဲ့ဆိုရင်ငါအပြိုဘယ်နှယောက်ရှိတယ်ဆိုတော့စင်းပြူစုမယ်အေးမင်းကတော့တစ်ခုလက်တော့မဟုတ်ဆိုးမလို့ဘယ်နှယောက်ရှိတယ်ဆိုတော့စင်းပြူစုကောင်းတာပေါ့ ဟာရောက်မင်းမရိုင်းလိုက်ဟမ်မင်းကျတော့အပြူစီးပြည့်စုငါကြတစ်ခုလားငါတစ်ခုလားဘာလို့ရမှာ ဩမင်းနဲ့ပေးစားဖို့လေကွာ ကောင်းတယ်လေယူရမှာပေါ့ဟာရောက်ဒီတော့မရိုင်းလည်းမကောင်းဘူးကွာကဲထားပါတော့ကွာအဲ့ဒါဆိုလို့ရှိရင်မင်းကမေးအောင်မယ်ဟိုအဲ့တစ်ခုလက်နဲ့ဟိုမိုးဆိုးမနဲ့ဘာကွာ တစ်ခုလက်နဲ့မဟုတ်ဆိုးမနဲ့อ่ะအနေထားလေးတွေကွာ အော်အနေထားကွာရောက်ဘာအနေထားကွာလားလေ ဩဒီလိုလေကွာဟိုတစ်ခုလက်ဆိုတာဟိုသူ့ယောက်ျားကြတော့သူ့ယောက်ျားနဲ့သူနဲ့ကွဲသွားတာအဲ့ဒါကိုတစ်ခုလက် အော် तू ကတစ်ခုလက်သွားပြီ တစ်ခုလက်သွား ဟုတ်လေသူတစ်ခုလက်သွားပြီသူယောက်ျားနဲ့ခွဲသွားပြီပေါ့ အဲ့ နော် ဒါတစ်ခုလက်မဟုတ်ဆိုးမကြတော့သူ့ရဲ့လင်ကပေသွားတာအဲ့ဒါဆိုလို့ရှိရင်မဟုတ်ဆိုးမ အဲ့ဒါဆိုလို့ရှိရင်တစ်ခုလက်နဲ့မုံဆိုးမနဲ့ဘယ်ဟာပိုကောင်း တမျိုးစီ ဒီကဘာပြောတာ မင်းကဘာမေးရ ဟိုငါပြောတာလေဟိုတစ်ခုလက်နဲ့မုံဆိုးနဲ့ပေါင်းသိလို့ဘယ်ဟာပိုကောင်းသလဲလို့အဲ့ဒါမေးတာ အဲ့တို့လေကွာအဲ့တော့သူ့လင်နဲ့ကွဲသွားတယ်ဆိုတော့အချိန်မီပြန်ပေါ်လာနိုင်တယ်ဒါဆိုစိတ်မချရဘူး ဟိုသူယောက်ျားနဲ့အမြဲတမ်းပြန်ပေါင်းနိုင်တယ်ပေါ့ မဟုတ်ဆိုးမကြတော့သူ့ရဲ့လင်ကသေသွားပြီလေဘလို့နီးနေမှပြန်မရှိလာနိုင်တော့ဘူးဒါမျိုးကြောင့်စိတ်ချရနော်မင်းလေပေါင်းရင်လို့ရှိရင်မဟုတ်ဆိုးမကိုရွေးပါဦး မဲအဲ့ဒါလွတ်လပ်တယ်ဟာဘာလို့ငါမုံဆိုးမယူရမှာဟမ်ယူချင်းယူမင်းယူပါလားအဲ့ဒီမုံဆိုးမကိုဟမ် ငါဘာကြီးတဲ့မဟုတ်ဆိုးမကိုယူရမှာလေဒီမှာရောက်ငါမှလေမိချောရဲ့နှင်းဝေရဲ့နှစ်ယောက်တောင်ရှိတယ်မိချောဆိုရင်ရက်နှင်းဝေကကြတော့ဘူးသီးရှိကလေးရာ ဟုတ်တယ်မင်းတော့တောင်ပိုင်းတစ်ယောက်မြောက်ပိုင်းတစ်ယောက်နဲ့ဟုတ်နေတာလားဟမ် ဟုတ်ရမယ်လေဒီမှာရောက်ငါတကောင်ကျွေးပြီးတော့နှစ်ကောင်စားလိုက် ဒီကောင်ကြည့်ပြီးနဲ့ကောင်စားရမယ်ကြားကစားနေတာမဟုတ်နော်ဒါအချစ်ကိစ္စဒီမှာနှလုံးသားရေးတာကိစ္စနော် ဟုတ်ပါတယ်ဒီမှာငါရဲ့ဘယ်ဘက်ရှင်ကနေပြီးတော့နှင်းဝေအတန်ထွက်တယ်မင်းမကြောက်ဘူးလားဒီမှာညာဘက်ရှင်ကနေမိချောနဲ့ငါတို့ရွာတော်မှာကွာတောင်ပိုင်းမြောက်ပိုင်းနှစ်ပိုင်းကွဲနေသေးတာပဲဒါပေမဲ့အုတ်ချုပ်တွေကတော့တယောက်တည်းငါလည်းဒီလိုပဲပေါ့ကွာတောင်ပိုင်းကတယောက်မြောက်ပိုင်းကတယောက်အဲ့နှစ်ယောက်စလုံးငါရဲ့နှလုံးသားတစ်ခုတည်းနဲ့ငါအုတ်ချုပ်ထားလို့ရတယ် အေးပါအုတ်ချုပ်နော်မင်းဖင်မနေပဲပဲကြီးရေးစားပဲကောင်နောက်မှလေနှုတ်ကြီးကဖင်နေကွာလို့မဖြစ်နေမှာနားလေလားနဲ့ မလို့စီရဖင်တော့ကွာဖြစ်တော့ဘာဖြစ်လဲကွာအေးဖြစ်တယ်ဆိုလို့ရှိရင်ဒီဘက်ကမိချောရဲ့ဖေဒီဘက်ကနှင်းဝေရဲ့ဖေလေရတော့မလားဟဲ့ ပြောတော့တီးတီးပဲကွာအာမင်းဘာလို့ရှော့ပြောတာလဲကွာမင်းပိုဆိုးလာပြီတော့မင်း ဟုတ်တယ်လေကွာမင်းရလေဒီမှာရောက်ကားတော်မှာစက်ပြဘိန်းဆိုတာရှိတယ်ကွာအေးမတော်တဆများတဘိန်းပေါက်သွားရင်အဲ့တဘိန်းကိုဖြုတ်ပြီးတော့နောက်တဘိန်းကိုအရင်သစ်ဆွတ်လိုက်ရော ဩဟဲ့ မင်းကဆိုလည်းဒီလိုပဲဗောတယောက်ပေါက်သွားရင် နောက်တော့ကောက်စုပ်ဖို့ ဒါပဲလေဘာလို့တော့လဲ ဟုတ်မဟုတ်လို့ကားပြီးနေမှာပါလို့ အေးဒီမှာရောက်မိမဆိုအဲ့တိုင်းပဲတယောက်ကြောင့်အသေးကွဲသွားရင်နောက်တယောက်ဘေးမှာ ready ရှိနေတော့အသေးမကွဲတော့ဘူး မေပစိုးကငါတော့မလေးဒီကမိတို့မင်္ဂလာဆောင်တာနဲ့စောရတယ်သူ့အပြင်နောက်တစ်ယောက်ထိုက်လဲကောင်းမလားလို့အဲ့တော့တယောက်မကောင်းနှစ်ယောက်တူတူတော့မနေနဲ့တော့ဒီကွာဖေး ဒီမှာကိုဖိုးထောင်ရှင်တာလာနဲ့ကြက်ကြက်ပါတော့နော်ကြာကျမနဲ့တွေ့လိမ့်မယ်ဟွန်း မင်းစကားဘာစကားကြီးလဲကွာဒီမှာတာလာနဲ့ငါနဲ့ပေါင်းတာလေမင်းနဲ့မရခင်နဲ့အခုတာလာဘာဖြစ်နေလဲ မဘာဖြစ်ရမှာလဲရှင်တို့တယောက်လေဟိုနေ့ကအိမ်ရှိမှပြောကျမအကုန်ကြားတယ်နော်ငါလည်းတစ်ခုလက်နဲ့မဟုတ်ဆိုမှဘာကွာတယ်ဟုတ်လားကျမကဘာလို့ဖို့ထားထားတယ် ဟောမင်းလားဟိုမင်းထမင်းချက်ဈေးဝယ်ပေါ့ ဘာပြောလဲကျမကကြာထမင်းချက်ဈေးဝယ်ရှင်တို့ကကြာရွာထဲကအပြိုစင်းကောက်မယ်ဘာဖြစ်လဲတစ်ခုလက်နဲ့မဟုတ်ဆိုမှမချန်ဘူးဟုတ်လား မင်းငါတို့ပြောနေတော့မင်းနောက်ခိုးနားထောင်လား အမလေးခိုးနားထောင်ကြမလို့ပါဘူးရှင်တို့ပြောတာကျမမိဖို့ကန်းတဲ့အတိုင်းသာကြားတယ် မင်းမရှိသေးလို့ဈေးသွားတယ်လို့ပြောတာလက်ကစ ဒီစမောင်ဘာဖြစ်တယ်
ရလို့စင်မိမ2ယောက်လိုချင်သေးတယ်ကျမတောင်မှယူလာစောတယ်တဲ့စကားဘာစကားလဲရှင်းသွားမအောင် မဟုတ်ပါဘူးမိမမင်းနားကြားလွှဲတာပါမင်းနဲ့သဘောကျတာကောင်းတယ်လို့ပြောတာ ရှင်ရုံမလုပ်နဲ့နော်ကြော်ရင်မကျမမလေး ဘယ်အကြီးပဲကွာရုပ်ကြည့်ပြီရုပ်ကြည့်ပြီ ရုံတော့လုံးမကြံနဲ့ကိုရမယ် တက်ပါတယ်မိမမင်းရ ကိုသားလား ညဝေဘယ်လိုလာလဲ ကိုတောင်လာရဲ့ရှင့်ရင်မော်တော်ရောက်နေပြီဟာရှင့်စီလာတာပေါ့ ဟုတ်သားပဲဟိုနှင်းဝင်ရောက်လာတဲ့အတော်ပဲအိမ်မလေးကြုံမီမရှိဘူးဗျ ကိုတောင်ရှင့်ဘာစကားပြောတာလဲ အိုးမဟုတ်လေဟိုအမေကအပြင်သွားတော့ဟိုကျုပ်ကအိမ်မတယောက်တည်းကြံခဲ့တာအဲ့ဒါပြေးနေတာဘာလို့အမှမသိဘူးပြနေတာဟိုနှင်းဝင်ရောက်လာပြီဆိုတော့ဟိုကျုပ်လုံးစရာရသွားတာ ကိုတောင်ရှင့်အခုပြမပိုးဆိုးနေပြီနော် မဟုတ်ဘူးလေအမေကအပြင်သွားတော့ဟိုတယောက်တည်းပြေးနေတာဟိုနှင်းဝင်ရောက်လာတော့စကားပြောဖို့ရသွားတယ်ဒါကိုပြောတာပါ ရှင့်မင်းစားနေတာဒီဟင်းနဲ့လား ဟုတ်တယ်အမေကဟိုဘက်ရွာကိုသွားတယ်အဲ့ဒါနဲ့ရှိတဲ့ဟင်းနဲ့ပဲဖြစ်အောင်စားနေရတာ တည်တယ်လေဒါကြောင့်လို့ဒီမှာဟင်းယူလာတယ် ဟင်းလာတယ်ဘာဟင်းလဲ ဘဲဥကျော် ဘယ်လိုလဲကြောလာတယ်စက်သားလေးပါလေကြောလာတာမဟုတ် ဟောကိုတောင်လာရဲ့အဘမသိအောင်ချက်လာရတာလေတခြားကြီးကြီးမမဟင်းနေဆိုလို့ရှိရင်အဘသိသွားမှာပေါ့ဘဲဥဆိုတော့အလွယ်တကူကောက်ပြီးကြော်လိုက်ရုံပဲသူများကစေနာနဲ့ယူလာတဲ့ဟာမစားချင်နိုင်နေပေါ့ အေးလေးစားမတင်းဝေကျွေးတာဆိုရင်လေအကုန်လုံးစားပြတ်မှာဟာစားလို့ကောင်းလိုက်တာနှင်းဝေရဲ့ ဒါတောင်လေဘာမသိအောင်လို့ခမန်းခနဲ့နဲ့ကြော်လာတာကိုတောင်လာရဲ့စားနဲ့အချက်မမထဲခဲ့ရအောင် ဟေးစားနဲ့ဂျုံမုန်းမပါဘူး ဟုတ်တယ် ဩဒါအောင်တော်ကောင်းနေစားနဲ့ဂျုံမုန်းလေးလည်းပိုင်တော်ကောင်းပါနော်နှင်းဝေဝါကြထူမှနေပါယူမလားဘူးလား ဘာလို့မလို့လဲ ဟုတ်နှင်းဝေကြော်တဲ့ဘဲဦးပါလေအယိုးစုနေလို့ဒီမှာအယိုးညက်နေလို့ 哦，我刚来，听到的呗。 ဒီကားလို့ကောင်းတယ်ဟုတ်ပြီအမေကတော့ပါလို့ပြီးပါတယ်နောက်ရက်ထပ်စားဖို့ပဲကျွန်တော် 不当啦，是把啥钱给我嘞？ ဟိုမဟုတ်ဘူးလေဟိုဒီမှာထမင်းစားပေးပြီဆိုတော့ဟိုအချိုတဲဖို့အချိုပွဲလေးပါလေတခါလေးယူမလာဘူးလားလို့ 是就我一两百样，现在跑你没了。 ဩဖိုးကြီးမဟုတ်လို့လေဒီလိုစကားမျိုးတွေပြောနေတာပေါ့ဒါပါနင်းဝယ်အမေမရှိတော့ဘူး 不当啦，是我还想叫你嘞。 မဟုတ်လေအမေမရှိတော့လေအေးအေးစကားပြောမယ်ဒါကိုပြောတာပါ 啊，找不标了，我到家怕标你啊，家路手比标你没，标了没？ နင်းဝယ် 怕了。 ဂျိုင်လေးကိုနောက်နေ့မှလာပုံမယ်နော်ရက်တော့打了，你啥的个哟？你吃完就得我有来嘞。 ဟာကြည်စံမိချိုကလေအရန်ကိုလိုက်တည်တာပဲအဲ့ဒါကြောင့်ကိုချစ်နေရတာ 好吧，你要啥？ ဟာစားမမိချိုယူလာတာလေအကုန်လုံးစားမှာဟေးဘယ်ရဲဒီ 你别。 ဩကိုမတည်ကြသေးဘူး 哦，ကိုတိုင်လာရဲ့ဖရဲသီးစားပြီးတည်ရမှာပါလို့ကြားဘူးလို့လား ဟုတ်ကြားတော့လည်းမကြောက်ဘူးပေါ့ဟိုဒါပေမဲ့ဒါကြီးတော့မစားချင်ဘူး မစားလို့မရအောင်နော်အိမ်မှာဖေဖေစားကြတယ်ဆိုတော့မကြွေးပဲနဲ့သူ့အတွက်စေတနာထားပြီးယူလာတာမရအောင်စား စားဒါကြီးမစားချင်ဘူး အားလို့ပြောနေတဲ့ဟာကိုရှင်မကျမကိုချစ်တယ်ဆို ချစ်တာပဲလေဒါကြီးမစားချင်ဘူးရောမစားချင်ဘူး ရှင်မစားရင်ရှင်ကိုချစ်တယ်ကိုကျမပြန်သိမ်းလိုက်ပါ ဟ
ဒုက္ခပဲအဲ့လိုမလုပ်နဲ့လေဒါပေမဲ့ဒါကြီးမစားချင်ဘူး မရဘူးစား ကိုမစားချင်ဘူးကွာ စားပါလို့ကို မစားဘူးကွာမစားဘူး စား မစားဘူး စားလို့ပြောနေ မစားဘူး မိချောမိချောကဒီကိုရောက်နေတာဟုတ်ကဲ့ ဟာလေ ညီတော့မင်းကဘာကိစ္စဒီအိမ်မှာရောက်နေတာ ဒါလေတာ ဟောအေးပြီ အောင်မဟဲ့ဒါငါအိမ်ကြီးဟင်ငါအိမ်မှာငါဘလို့နေမင်းဘူးပါလားငါမေးရမှာမင်းပါလားဟုတ်လားလေ ငါဘာလဲလုပ်တယ်လဲသူဘာလဲလုပ်တယ် အဲ့ဒီမှာ ဘလို့လို့ဒီမှာလဲဘာလဲကြောက် ဘာလဲလုပ်တယ် ဒီလိုအာစီရဲ့ဖဲသားလေ ဘာသာလဲမိဖဲသား အာစီဖာသားခိုင်းလိုက်လေအာစီကိုလေ အော်ဟုတ်သားပဲမဟဲ့အမိန်တော့ပါတယ်အမိန်တော့နာခံ သူ့ဘေလူကြီးများဘယင်များမှတ်နေဒုက္ခပဲ ငါဖာသာအမိန်ရှိလိုက်တယ်မကြခင်မှာတိုးရွာဖျားပွဲရှိတာမင်းသိရနော် သိတယ် အေးအဲ့ဒီမှာလိုလေသေးမရှိအောင်မင်းတို့လူငယ်တွေတောင်းရမယ်ကြားလား ငါသိရနော်မင်းရှာမရှိနဲ့ ပြီးတော့ အာကိုတာဖြိုးအိမ်တော်မိချောကခဏနေလာတော့မလို့ လာလုံးမှုလေ ဖျဲသေးလာကြည့် ဩပြဲနေတာကျူးလို့လားပြဲနေညံကွာငါကျူးရမလို့อ่ะဟဲ့နိုင်ရဒီမှာလားအမိရှိတယ်မလို့ပြဲနေညံဟိုပါလေအိမ်လာကျူးရမလို့ပါဘူးဒီမှာတစ်ခါလေးကျူးလိုက်လေရပါတယ်မိချွဲအားလိုက်မယ်နော်အားလိုက်အားလိုက်စားခြင်းလည်းမကျွေးနိုင်ဘူးဒီချောကျွေးရမှာကြောက်တဲ့စားမနာလို့မဖြစ်နဲ့တနာတယ်မြို့တနာတယ်ဟာ do not forget မောင်သာဖြုတ်အောင်ဒီအားလုံးစားညစားနော် မဖားကြဘူးပါဘူးဒီတော့ဟောက်ကျွေးပြီးတာ ဒီကျော်ဒီကိုကျွေးတယ်လေစားပါလေ မင်းမစားမင်းမစား ဟာညစားနော် ကိုလောင်ကိုလောင် အသေးရစား